ရှင်မွေးရတကယ်ကောင်းပြီဆိုရင်ဆွတ်ထားကြလို့အနက်နေပျောက်ခံနီးအထီကိုရှူလို့ကောင်းနေတော့မယ်နောက်ပိုင်းရောက်လာလေငါဈေးကြီးပေးဝဲထားတာဒီရေမွေးရတန်လေးဆိုပြီးတော့ခံစားမိမှာအသေးကြပဲဒါဆိုတော့ Roger Amber ဥလို့ခေါ်တယ် Roger ထဲမှာဈေးကြီးဆုံးထဲမှာပါတယ်သူ့ရဲ့အဓိကနဲ့ကတော့နာမည်ပေးထားတဲ့အတိုင်းပဲဥတင်မွေး luxury ဆန်နဲ့တင်မွေးနဲ့ကိုအဓိကရလိမ့်မယ်ဒီမှာပလင်းဖုံးလေးရလေစိန်တုံးလေးနဲ့လောက်ထားတယ်လို့ပဲအရမ်းမိုက်တယ်ပလင်းကြည့်ုံနဲ့ဈေးကြီးတဲ့ရေမွေးဆိုတာတန်းပြီးတော့တိတာတယ်ဗျာအနက်ကတော့ကျွန်တော်စပြီးဖြန်းပြမယ်ကျွန်တော်အလွတ်ရပြီးသားပါဒါမဲ့ထပ်ပြီးဖြန်းပြတာထုံးစံတိုင်းမှာပဲဒီဟာတော့သူများတွေပြောတဲ့အတိုင်းပဲစချင်းမှာဘာနှုတ်မှမပေါ်သေးဘူးအများကြီးတော့ပါတယ်ဒါပေမဲ့နှင်းစီနံကြီးပဲတန်းဝင်လာတယ်အဲ့နှင်းစီနံဒီနှင်းစီအနံတွေကိုမကြိုက်တဲ့သူဆိုတော့နည်းနည်းလေးအနောက်ရှက်ဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့နှင်းစီနံတွေပြီးသွားလို့9မိနစ်နောက်ပိုင်းလောက်ရောက်သွားလေအနံကြီးရဲ့စောင်းရမ်းကောင်းလေပဲကျွန်တော်အဲ့အချိန်မှာပို့ပြီးတော့ကြိုက်မိတော့တာကျွန်တော်အစကတည်းက original နှင်းစီအရင်မကြိုက်တဲ့သူမို့လို့လားမသိဘူးအစအပွင့်လေးနှင်းစီနံတော့ကျွန်တော်မကြိုက်ဘူးအဲ့နှင်းစီနံလေးပြီးသွားဖို့9မိနစ်နောက်ပိုင်းရောက်လာလေတကယ်ခံစားလို့ကောင်းလာလေကြာလေကိုယ့်စိတ်ကျဉ်နှံမှုအပြည့်ရလေဗျာဒီနိုင်ဝက်နောက်ပိုင်း6နာရီ9နာရီ10နာရီ10နာရီပတ်ချလေထိကြိုက်တဲ့ချိန်ရှူဗျာကိုအရန် PTA ဖြစ်ပြီးတော့တကယ်ကြီးကိုကျဉ်နှံမိတဲ့အနံ့ပုံစံမျိုးဒီလိုမျိုးလေးအင်ဂျီမှာဆွတ်ထားလို့ကောက်ရှူလိုက်တယ်ဆိုရင်စိတ်ထဲမှာဗျာလုံးဝတော်တော်ကြီးကိုမှန်တယ်ဒီရေမွေးနှံကြီးကိုငါဝယ်ထားအရန်မှန်တယ်ဆိုပြီးတော့ခံစားမိလိမ့်မယ်တငွေ့ငွေ့နဲ့ပြန်တက်လာတဲ့အနံ့လေးကအရန်အရသာရှိနေဗျာယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရတယ်ဒီထဲမှာဆိုရင်ဗျာဈေးအကြီးဆုံးဆိုတဲ့ကုန်ချမ်းတွေပဲထည့်ထားတာဥပမာငါးကြီးအံဘက်အရင်ရှားပါပါတယ်ဆိုတော့တင်မွေးအနံ့အစုံပြဈေးကြီးပါတယ်ဆိုတဲ့ဟာတွေအကုန်လုံးပါတယ်နောက်ပြီးတော့နည်းနည်းအဲ့လိုမျိုးအရင်မှိုင်းနေမှာဆိုလို့တော့တန်မြားတို့တန်မျိုးတို့ဘာကမော့တို့အဲ့လိုအသီးတွေလည်းပါတယ်ဗျာတော်တော်ကြီးကိုမိုက်တယ်ဗျာရှူလို့တကယ်ကြီးကိုကြိုက်တာအရင်မိုက်ပါတယ်ဟိုတနေ့ကလည်းကျွန်တော်တငယ်ချင်းတွေနဲ့အပြင်သွားတော့လူရှားမှာဆိုလဲတော်တော်တိတာရဗျာဒီအနံလေးကဟိုပုံမှန်ဆိုရင်ကျွန်တော်ဆွတ်သွားတဲ့နေကြအနံ့တွေဆိုတငယ်ချင်းတွေကတိတ်ပြောလို့မရှိတော့ဘူးဗျာသူတို့ရနေကြအနံ့တွေပဲဖြစ်နေဒါပေမဲ့အဲ့နေ့အထူးထူးခြားခြားပဲဟာဒီနေ့သူကဆွတ်လာတမျိုးလေးပါပဲတဲ့ဟာဟုတ်တယ်လို့ငါဒါဆွတ်လာလို့အဲ့လိုတောင်ပြောမိလိုက်သေးရဲ့သူတို့စိတ်ထဲမှာနည်းနည်းလေးဒါထူးခြားတယ်လို့ခံစားရမှာထင်တယ်အားကြောင့်မလို့ကျွန်တော်လာပြောတာကျွန်တော်ပြောတာပေါ့ဗျာအားကြောင့်ကျွန်တော်လည်းဒါအဲ့လိုမျိုးပြောခံရရဲဆိုတော့ကျွန်တော် PT ဖြစ်မိရပေါ့တော်တော်ကြီးမိုက်တယ်ဒါဆိုရင်ပလင်းလိုက်ကြီးပါလို့ရတယ်လို့ခွဲရောင်းတဲ့ site တွေလည်းဝယ်လို့ရတယ်10မီလီ30မီလီ50မီလီမန်လေးမျိုးဆိုအရင်ဝယ်ချရပြီးတော့မန်လေးတစ်မျိုးတည်းလွယ်လို့ကြက်မျိုးအားလုံးဝယ်ချိုးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်